ကဲဒါအစောကကျွန်တော် short ပြီးတော့မှပြတဲ့ full brain နဲ့ကျွန်တော်10ခွက်ပေါ့နော်အဲ့10ခွက်တည်းကနေပြီးတော့ဒါပါတော့ဒီကျွန်တော်အဲ့ brain တစ်ချက်ပြန်ပြမယ်65တစ်နဲ့ကရှင်းမယ် brain 5 brain ခွန် sorry 369တဲ့9နဲ့က6မယ် brain 1 brain 9 brain 6 1 9 6မယ်65တစ်နဲ့ကရှင်းမယ် brain 5 brain ခွန် brain 6 5ခွန်6ရှင်းမယ်5ခွန်2နဲ့က4မယ် brain 6 brain 2break 6နဲ့6လေးမယ်ဒီမှာခွန်လေးနဲ့ကနှစ်မယ် break 6 break 3ညဆိုပြီးတော့ဒီ10ခွက်ပေါ့နော်ဟုတ်ပြီအဲ့10ခွက်ထဲကကျွန်တော်အစောက short မှာပြောထားတဲ့အတိုင်းပေါ့နော်ကျွန်တော်တစ်ခုချင်းစီတော့မဟုတ်ဆိုမယ်ပေါ့နော်ဒီ site တစ်ခုတည်းကကျွန်တော်နှလုံးစီကြော်ဖယ်ပေးမယ်ပေါ့နော်ကျွန်တော်ဒီမှာ3ညဘူးဖယ်ပေးမယ်ပေါ့နော်3ညဘူးဖယ်ပေးမယ်3ညဘူးဖယ်ပေးမယ်ဆိုတော့ကျွန်တော်ဒီရှစ်ကိုဒီရှစ်ကို388ရှိတယ်ဒီခွန်34ခွန်တယ်ဒီရှစ်ကို83ရှိတယ်ဒီလေးကိုတော့ဒီမှာရှင်က3ထားဒီလေးကိုတော့ဒီလိုလေးမထားတဲ့အတွက်ကြောင့်မလို့ဒီဟုတ်ဒါလို့ရှင်ကျွန်တော်ဘယ်လိုယူမလဲဆိုတော့ကျွန်တော်ဒီရှစ်ကို388ထားတဲ့အတွက်ကြောင့်မလို့ဒီရှစ်ကို9ရယ်8တယ်ပေါ့နော်ဒီခွန်34ခွန်ထားတဲ့အတွက်ကြောင့်မလို့ဒီခွန်ကို8ရယ်ခွန်ရယ်2ရယ်ခွန်တယ်ဒီရှစ်ကို83ထားတဲ့အတွက်ကြောင့်မလို့ဒီရှစ်ကိုခွန်ရယ်4ရယ်8တယ်ဒါဆိုကျွန်တော်ဒီ4ကိုကျွန်တော်ဒီ8နဲ့ဒီ9နဲ့4မထားတဲ့အတွက်ကြောင့်မလို့ဒီ4ကိုကျွန်တော်863ညဆိုပြီးတော့4ကြာကြောင်းမရှိတဲ့အတွက်ကြောင့်မလို့ဒီ3ညဘူးကဟိုလုံးဝဖယ်လို့ရတယ်ပေါ့နော်ဒီဟောပေါ့ဒီဖူပရိတ်တကယ်လို့ပေးခင်3ညဘူးလုံးဝဖယ်လို့ရတယ်နော်ပြီးရင်အဲ့ထက်ကနောက်တစ်ခုထူခြားနေတာကဟိုကွဲပြားတာကတော့ဒီ4ကိုဒီလို4မထားဘူးမရှင်းကား3ထားတဲ့အတွက်ကြောင့်မလို့တဲ့ဒီမှာ869 3မလားဒါဆို6ထိပ်ဝင်လို့ရတယ်နော်ဒါပေမဲ့ကျွန်တော်ဒီကောင်ရှင်းမပယ်မဆိုပယ်လို့ရတယ်ပေါ့နော်ဘာလို့ဒီပြီးခဲ့ပွဲကဒီဟိုတစ်ကူကနှလုံးလုံးပြောင်းနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်မပယ်တော့ဆိုမှကျွန်တော်နေရတော့ပယ်တယ်ပေါ့နော်ဒါပေမဲ့ဟိုကြိုက်ရင်တော့ထိုးရေးနေနေပေါ့ရထိုးရေးလေးပြန်ရအောင်ပေါ့နော်တကယ်ထွက်သွားရန်သားပေါ့နော်ကဲတော့ဒီကိုတက်လည်းပယ်လို့ရတယ်ပေါ့နော်ပြီးရင်ဒီကလုံးဝမပယ်လို့များတဲ့ကောင်ရှိတယ်လုံးဝဟိုပယ်လို့ရမယ့်ကောင်ရှိတယ်ဒီ28ပေါ့နော်28ဟုတ်ပြီနှစ်ကိုကျွန်တော်ဘယ်လိုပယ်မလဲဆိုတော့ကျွန်တော်ဒီမှာဒီ8ရယ်ဒီ8ရယ်ဒီ8ရယ်8 3လုံး4ပေါ့နော်4ခွန်2 3 3ည8 4နှစ်8 3လုံး4 4ခွန်2 3 3ည8 4နှစ်3နှစ်ပေါ့နော်4 3နှစ်ဒီမှာ9 4နှစ်ဆိုပြီးတစ်မယ်ဆိုရင်သူကနှစ်ထိပ်ရောက်တယ်ဒါပေမဲ့နှစ်ထိပ်ကျွန်တော်လုံးဝသုံးလို့မရဘူးဘာလို့ဆိုတော့8 3လုံး4ခွန်2 3ည8 4သူက4 3နှစ်လို့ခင်ထားတယ်ဒီမှာ9 4နှစ်ဆိုပြီးတစ်လုံးဝလာလို့မရဘူးဘာလို့လာလို့မရဆိုတာကသူကဒီနှစ်ရယ်ခွန်ရယ်နှစ်ခွန်9 3ည8က8 3 4ရခွန်နော်9 8ခွန်ဒီမှာ8နဲ့2နဲ့ဒီမှာ306မထားဘူးပေါ့နော်ပြောချင်တာဒီ2ခွန်9မလို့9ပါဝါ8 3လုံး4တဲ့3ည8 8မလို့8ပါဝါ4ခွန်နဲ့3နဲ့3 4ခွန်မလို့ခွန်ပါဝါ4 3ည8 4နှစ်တယ်ဒီမှာ8နဲ့ဒီကောင်တွေကမှန်လို့6ထားမှာ6မှ9 4 6ပါဝါ1ဆိုပြီးနှစ်ထည့်ရလို့ရမယ်ဒါပေမဲ့အဲ့ကြောင့်ကျွန်တော်ဒီနှစ်8ကလုံးဝပယ်လို့ရတယ်ပေါ့နော်နှစ်8ကလုံးဝပယ်လို့ရတယ်ဆိုတာကဟိုလုံးဝကိုကျွန်တော်နှစ်ခုရှင်းပေးထားမယ်ခုန3မိနစ်ဖြစ်သွားပြီပေါ့နော်ဟုတ်ပြီရှင်းပိတ်ကျွန်တော်ဟိုနဲ့ short ထဲမှာဒီနှစ်ပိတ်ပြရှိရယ်နော်ဘာလို့ဆိုတော့ဒီ3 4 5 6 3နဲ့ခန့်9မယ်9 3ခွန်4နဲ့ခန့်2မယ်8 6 8 5နဲ့ခန့်3မယ်4 5 4 6နဲ့ခန့်9မယ်3ညခွန်2တခုရှိရဒီနံပါတ်3 4 5 6ပြေးထားမရှိဘူးเนาะမရှိဘူးဆိုတာဒါကျွန်တော် site တွေဒါကျွန်တော်ရဲ့နီးစနစ်ပေါ့เนาะဒီနံပါတ်3 4 5 6ဆိုပြီးတော့ပြောင်းခင်းပေးထားမရှိဘူးဒါပေမဲ့ဒါကျွန်တော်ပုံစံဖြစ်ပါတယ်ဆိုတော့ဒီမှာစမယ်3နဲ့ခန့်9 5 3ခွန်9 4နဲ့ခန့်2 8 6 8 2 5နဲ့ခန့်3 4 5 4 3 6နဲ့ခန့်9 3ညခွန်9အဲ့ဒါခွန်နဲ့ခန့်3ည5ခွန်8 3ညဆိုပြီးတော့မလာခဲနဲ့အဲ့ကြောင့်ဒီ2 8ကဒီဘူပရက်တကယ်လို့ပေးခဲ့တော့မှဒီ2 8ကလုံးဝထိုးတဲ့အကြောင်းမရှိဘူးပေါ့နော်အဆူရင်ဒီမှာ3ခွက်ပြီးဒီမှာ6လေးတစ်ချက်သွားကြည့်မယ်6လေးတစ်ချက်သွားကြည့်မယ်ဆိုတော့6လေးကကျွန်တော်6ထိပ်ခဏလေး6လေးကျွန်တော်ဘေးကနေပယ်ထားပါလိမ့်
64ပြောရင်းနဲ့ကဲကြော်ပြရင်းနဲ့ဟွာဖြစ်သွားလိမ့်မယ်ပေါ့နော်64အဲ့ဒါကျွန်တော်ဒီပြိုင်နဲ့အ6ထက်ကိုရောက်သွားမယ်ရှင်းမှာ6ထက်ကပယ်လို့ရတယ်ဗျာနော်ကျွန်တော်2ခုပယ်ထားတဲ့အတွက်ကြောင့်မလို့အဲ့ဒါကျွန်တော်ဒီ9ပုသွားတစ်ချက်သွားကြည့်မယ်9ပုပေါ့နော်9ပုတစ်ချက်သွားကြည့်မယ်ဘယ်နဲ့9ပိတ်ပေါ့နော်9ပိတ်ဟုတ်ပြီ9ပိတ်က9ပိတ်ကလောလောဆယ်ရိုက်ရဲဆိုရင်ရိုက်လို့ရတယ်9ပိတ်ကနော်ရိုက်ရင်ရိုက်လို့ရဆိုတော့ကကျွန်တော်တစ်ချက်ပြပေးမယ်နှစ်ချက်ပြပေးမယ်သူအားနိုင်ချက်ကိုအာသာချက်ကိုအာသာချက်ဆိုတာကကျွန်တော်ဆိုကြပါတော့ဒီမှာခွန်ပေါ့နော်ဒီမှာခွန်ဒီခွန်ပါဝါ668နှစ်ဒီမှာ8ပါဝါ4543ဒီမှာ4ပါဝါ39ဒီမှာ2ပါဝါ5ခွန်5ဆိုပြီးတော့2ပါဝါ5ခွန်5ဆိုပြီးတော့ခွန်ပေါ့နော်အဲ့ဆို5ပေရောက်တယ်နောက်ပြီးတော့သူ65တစ်နဲ့က8 5ခွန်2နဲ့က4ခွန်4နဲ့က2 36က3နဲ့က5ဒီတစ်ချက်နဲ့ကိုသူက9ပိတ်ကကြိုက်ဆင်စရာဒါပေမဲ့သိကြတယ်ဟိုကြိုက်ရင်တော့3ပေါ့နော်ကျွန်တော်တော့အဲ့9ပိတ်ကိုကျွန်တော်ဖယ်ထားတယ်ဘာကြောင့်ဖယ်ရဆိုတော့ကျွန်တော်ဒီမှာဒီ3ခွန်ခွန်4ရဲ့8ခွန်4 3က4ခွန်8 4 4 3က2ခွန်8 4 2ဟုတ်ပြီအဲ့3ခွန်ခွန်ကဒီမှာနှလုံးခွန်တယ်နော်ဒီ3ခွန်ခွန်ကဒီမှာနှလုံးခွန်ပြီးအဲ့နှလုံးခွန်ဒီမှာခွန်ရိုက်တယ်ခွန်လေး8ကဒီမှာနှလုံး8တယ်အဲ့နှလုံး8ကနှစ်ပင်ကျော်မှာ8ထည့်လို့ရိုက်တယ်ခွန်လေး3 4က864တယ်အဲ့864ကနှစ်ပင်ကျော်မှာ4ထည့်လို့ရိုက်တယ်432က432ကခွန်9နှစ်တယ်အဲ့ခွန်9နှစ်ကနှစ်ပင်ကျော်မှာ2ထည့်လို့ရိုက်တယ်အဲ့မဲ့435ပြီးဒီမှာ358ဒီ358ကကျွန်တော်ဒီမှာ6မထားဘူးဒီမှာ9ထားတယ်နော်ဒီအမှန်ဆုံးဒီ358ကဒီညမှာ88ပြီး6ထားဒါပေမဲ့8က9ဖြစ်တာအကြောင်းမလို့ပြောချင်တာဒီ9ကဒီမှာလာရိုက်လို့မရဘူးဒါကျွန်တော်မြင်ပေါ့နော်ဒါတော့နည်းနည်းရှည်သွားပြီဗျနော်ရှည်သွားတဲ့ကြောင့်မလို့ကဲထားရတော့တိတ်မရှင်းပြတော့ကျွန်တော်9ဘူးပယ်ထားရနော်9ဘူးဆိုတာဒီ9ဘိတ်ကိုအဓိကပယ်တာပါ break 3ညဟိုမဖောက်ရင်ပြောတာနော်ဖိုင်ခုနတော့ရှင်းနေပြီ9မိနစ်ကျော်နေပြီအဲ့ဆိုရင်ကျွန်တော်ဒီမှာဒီကောင်လေးထားရတော့အဓိကဒီ main 3ဝက်ခေါ်တာပေါ့နော် main 3ဝက်ခေါ်တယ်6 4 6 8ဒီ8ကဒီ840ဒီ8က8နဲ့8ဒီ4က8နဲ့4ဒီ3ည2 4 3ညဆိုပြီးဝင်လို့ရှိရင်ဒါ4ထည့်ရောက်တယ်အဲ့ဒါ6ပိတ်ရမယ်6ပိတ်ရမယ်ဆိုတော့အဲ့6ပိတ်ဘယ်လိုလာနိုင်လဲဒီမှာ3က8ပါဝါ8ခွန်8တော့နော်3က8မလို့8ပါဝါ8ခွန်8တော့ဒီမှာ6 8က4ပါဝါခွန်8 4 9ဒီမှာ9 4က9ပါဝါ8 4နဲ့4ဒီမှာခွန်3ညခွန်ပါဝါ4 6 2လောတဲ့ဖိုင်ရမ်းရှင်နေတဲ့အတွက်ကြောင့်မလို့နော်10မိနစ်ကျော်သွားပြီအမ4 6ဒါဒီကောင်ရိုင်လို့ရတယ်ပြီးဒီမှာ8နှစ်အများကြီးသိမပြတော့ဒီမှာ3ခွန်3ည933 1 3ခွန်3ည3ည933က1 868က2 3ည1 2အဲ့3ည1နဲ့နှက်ခက်သည်ခွန်8 4 3ခွန်3ည2ခက်ခွန်933 1နဲ့ခက်8 868က2နဲ့ခက်ဒီမှာ4ရတဲ့ခွန်8 4အဲ့မှာခွန်ပါဝါ868နှစ်8ပါဝါ4543 4ပါဝါ3ည9ရိုက်ထားတယ်။ဒါလို့ရှိရင်ကျွန်တော်ဒီမှာခွန်နဲ့ခက်ကို3ည8နှစ်ရိုက်မလား8နဲ့ခက်ကို9နှစ်4ရိုက်မလား4နဲ့ခက်ကို3ည4 8ဆိုပြီးရိုက်မလားဒါဆို8ထိပ်အဲ့လိုမဟုတ်ဘဲနဲ့ဒီခွန်နဲ့ခက်8နှစ်3ညရိုက်မလားဒီ8နဲ့ခက်ခွန်လေး1ရိုက်မလားဒီမှာ4နဲ့ခက်8လေးနှစ်ရိုက်မလားဆို4ထိပ်ရောက်တယ်အဲ့ကြောင့်မလို့ဒီ4 6နဲ့8နှစ်ကကြားတဲ့ကောင်ဆော်လို့ရတယ်နော်ပြီးရင်ဒီမှာ1ထိပ်ဒီ1ထိပ်တစ်ချက်ပြပေးမယ်နော်ဒီတစ်ချက်ပြပေးမယ်58 3ကို3.6ခွန်3တယ်886ကို3586တယ်ခွန်2ကို8ခွန်4 9တယ်သူက36ကို3.2စီနီယာနော်983 3.6ခွန်3တယ်886ကို3586တယ်ခွန်2ကို8ခွန်4 9တယ်ဟုတ်ပြီသူက983 3.6ခွန်3တယ်ဒီမှာ85 3.3ထားတယ်886ကို3586ပြီးတော့4ခွန်5 6ထားတယ်ခွန်2ကို8ခွန်4 9ပြီးတော့2ခွန်3ညဆို9ထားတယ်ကျွန်တော်မနေ့က
short ထဲမှာအားလုံးတွေးရသူတွေးမှာပါနော်ဘာလို့ဆိုတော့အဲ့မှာဒီဆက်ခွက်ဆက်ဖောက်သွားလို့ကျွန်တော်20ဆိုပြီးတော့ထွက်ခံနေမှတင်ပေးထားတာပေါ့နော်ကဲထားပါတော့ဒီ68နဲ့20ပေါ့နော်မနေ့ဟုတ်ပါဘူးအရှင်နေ့ကပေါ့နော်ကဲဆိုတော့ဒါလို့ရှိရင်အဲ့ဆိုရင်3 6ကိုဟုတ်ပြီအဲ့3 6ကိုတော့လုံးဝလွတ်တယ်8 3 2နော်983ကို363ခွန်3တယ်983 363ခွန်3တယ်အဲ့မှာလွတ်နေတယ်8 3 2 8 3 2နှစ်ပင်ကျော်3တယ်886ကို3586တယ်484 6တယ်ခုနှစ်ကို8ခွန်လေး9တယ်381 9မယ်ဆိုရင်တော့တက်ထိပ်ကိုရောက်တယ်တက်ထိပ်ကတခြားဆက်နေရှိတယ်လောဆယ်7မိနစ်ကျော်နေတော့ကြောင့်မလို့ကျွန်တော်8ထိပ်ကိုတစ်ချက်ပြပေးမယ်8ထိပ်နော်8ထိပ်ခုနတစ်ချက်ပြပြီးသားနောက်တစ်ခု8ထိပ်ကိုကြာအရန်ကြာမှာဆိုလို့ဒီမှာ3တပင်ချမယ်2ပင်ချမယ်3 5 2ပင်ချရနော်3 5 8 6ခွန်8 2ခွန်ခွန်4 8 6ခွန်8နော်9လို့ပြေးမလားဒီမှာ3ဒီမှာ8ဒီမှာ8 9လို့ပြေးလို့ရှိရင်8ထိပ်ကိုရောက်တယ်အဲ့တော့6ခွန်8ကိုပြေးမယ်ဆိုရင်ပြောရနော်ဒီမှာ3 5 8 6တယ်ခွန်8 2ခွန်တယ်ခွန်4 8တယ်3 8 8 9မယ်ဆိုတော့6ခွန်8 9ဆက်ပြီးရင်8ထိပ်ရောက်တယ်ပြီးရင်449ခွန်3935 33ခွန်3ခွန်3လုံးက1ခွန်9 3 1နှစ်ပွင့်ရောက်စီနေရနော်ဟုတ်ပြီဒီ449ခွန်3935 33ခွန်3ခွန်3လုံး1အဲခွန်9 3 1ကိုခွန်9 3 1ဖြည့်ပေးမယ်နော်ဒီ449ခွန်ကိုခွန်449ခွန်ကိုဒီခွန်ရဲ့ဒီနှစ်ရဲ့3မိနစ်ကျော်က8ခွန်2 8နော်ဒီခွန်ဒီနှစ်3မိနစ်ချမယ်8ခွန်2 8ခွန်မယ်ဒီ3935ကိုဒီ3ရဲ့ဒီ3ညရဲ့3မိနစ်ချမယ်2 3 3ည2 5မယ်33ခွန်3ကိုဒီမှာ6ဒီမှာ3မိနစ်ချမယ်4 6 3 4 3မယ်ခွန်2 8ခွန်3 3ည2 5 6 3 4 3ခွန်5 3ဒီမှာ1မလား5 8 8 1မလားဒါဆို8ထိပ်ဆိုတော့ဒီတကယ်လို့ဒီဘူပရိမဖောက်လို့ရှိရင်ဒီကောင်နဲ့အကုန်ပယ်လို့ရတယ်ပေါ့နော်ပယ်လို့ရတယ်ဒီ3ခွက်တည်းကြိုက်တာတင်လို့ရတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ပြောရလေဒီဒါတော့ဗီဒီယိုဖိုင်နယ်တော့မှဒီလောက်မြန်မြန်ရှင်းပြတော့မှ7မိနစ်ကျော်သွားရင်နော်အဲကြောင့်ကျွန်တော် subscribe 50ပြည့်ရင်ကျွန်တော် like ဆိုရင်ဗျာသိရမလားခုလို့လည်းမြန်တဲ့အကြောင်းမရှိဘူးဒါ AAC လေးရှင်းပြရသိရမလားရှင်းပြကြောမပြရလေအများကြီးရှိသေးတယ်